ဟိုးတုန်းကလိုလူပညာရှင်တွေလူပညာမြောက်တဲ့လူပညာရှင်တွေမရှိတော့ဘူးလားတဲ့ဘာဖြစ်လို့မရှိတော့ပါဘူးမရှိတော့ဘူးလားမရှိတော့ပါအကုန်လုံးဝင်တော့လိုက်ပါဘူးဒီကသူတို့ကဘာအတွက်လဲဆိုတော့ငါတနေ့ daily 10 သိန်းရတယ်ငါဒီတရက်ပြက်လို့မရအောင်အဲ့တော့နောက်ဆုံးမြန်ကိုယ့်ဘာကိုထုတ်လို့ရထောင်ပြီးရိုက်မင်းသားတွေကအဲ့ဒီဟာမှမပြည့်ရင်ကျွန်တော်တို့ကဘယ်လိုပြတ်မလဲအဲ့တော့ကျွန်တော်တို့ပြောတယ်ကျွန်တော်ခုနကခဏပြောနေတယ်အနုပြရှင်တွေစေနာဆိုတာပေးတော့မှထားတဲ့စေနာဆိုတာအဲ့ဒါလားလို့ကျွန်တော်တို့မေးရတယ်တက်ကန့်ကွက်စရာရှိလားမရှိပါဘူးတချို့ဟာတွေမှန်ပါတယ်အရင်တော့အနုပညာရှင်တွေကရုပ်ရှင်ကားတကားကိုရိုက်တယ်ဆိုလို့ရှိရင်တကယ်ကိုဒီကားကိုမပြီးမချင်းပေါ့နော်တခြားကားလည်းမရိုက်ဘူးဒါကိုပဲစိတ်ထဲမှာနှိမ့်မြုပ်ပြီးတော့ရိုက်ကူးခဲ့ကြတယ်အခုကျတော့အဲ့လိုမဟုတ်တော့ဘူးခုနလိုတွက်ပြီးတော့မနေ့ဇက်ကောင်တူညနေဇက်ကောင်တူဖြစ်တယ်တွက်ပြီးတော့ရိုက်တာရဲ့ခါကမှတကယ်တမ်းကျတော့တကယ်ထူးချွန်ပြတ်မြောက်တဲ့အနုပညာရှင်တွေရေရှည်ဒီလိုတွေဖြစ်လာဖို့ဆိုတာတော့ဒီပိုင်းချိန်နဲ့အများကြီးသက်ဆိုင်နေတယ်ကျွန်တော်ရုပ်ရှင်ဒီပေးတဲ့အတွက်သတင်းကောင်းတော့မဟုတ်ဘူးနော်သတင်းကောင်းတော့မဟုတ်ပါဘူးဟုတ်ကဲ့ကြည့်အောင်ကျွန်တော်တို့ဗီဒီယိုရုပ်ရှင်လောကနဲ့ပတ်သက်ပြီးတော့သတင်းပေးပို့ချက်တစ်ခုကြည့်အောင်ပါမြန်မာနိုင်ငံရဲ့ပထမဆုံးရုပ်ရှင်ဇာတ်ကားကို1920ခုနှစ်မှာစတင်ရိုက်ကူးခဲ့ပြီးအခုဆိုရင်နှစ်ပေါင်း100ပြည့်ဖို့3နှစ်ကျော်ပဲလိုပါတော့တယ်။မြန်မာရုပ်ရှင်ဟာ1950နဲ့60ခုနှစ်ကာလအတွင်းရွှေအောင်လွှမ်းတဲ့ကာလတစ်ခုဖြစ်ခဲ့ပြီးအရေးသွေးတိုးတက်မှုအရှိဆုံးကာလလို့ဆိုနိုင်ပါတယ်။ပြည်ပနိုင်ငံတွေအထိပါထိုးဖောက်ရောက်ရှိခဲ့ပြီးတစ်နှစ်ကိုပြန်မြရုပ်ရှင်ဇာတ်ကား100လောက်ရိုက်ကူးထုတ်လုပ်နိုင်ခဲ့ပါတယ်။အဲဒီနောက်1962နောက်ပိုင်းမဆလာတပါတီစနစ်အောက်မှာစင်စာကန့်သက်မှုတွေနဲ့အတူတစရိုင်းနေလာခဲ့တာအခုဆိုရင်ဒေသတွင်းနိုင်ငံတွေနဲ့ရှင်တောင်အောက်ဆုံးစစ်မှာရောက်ရှိနေပြီဖြစ်ပါတယ်။အလားတူပဲမြန်မာရုပ်ရှင်လုပ်ငန်းကြာဆင်းခဲ့ရတဲ့ချက်တွေထဲမှာတရားမဝင်ခိုးကူးကိုတွေကိုမထိန်ချုပ်နိုင်တာနဲ့ရုပ်ရှင်ပြစရာရုပ်ရှင်ရုံနေပါလုံးနာကြောင်းတို့လည်းဖြစ်တယ်လို့ထုတ်ဝေသူနဲ့ရုပ်ရှင်လောကသားတွေကဆိုပါတယ်။မြန်မာနိုင်ငံမှာ1988ခုနှစ်ကရုပ်ရှင်ရုံပေါင်း400ကျော်ထိရှိခဲ့ပေမဲ့အခုခါမှာတော့ပြသဆဲ29ရုံပဲကျန်ရှိပါတော့တယ်။ပြသတဲ့အခါမှာလည်းတန်းစီစနစ်နဲ့ပဲပြသနေရတာကြောင့်ရုပ်ရှင်တကားရိုက်ကူးပြီး3နှစ်လောက်ကြာမှအလှည့်ကျပြသခွင့်ရတာဖြစ်ပါတယ်။ဒီအခြေအနေတွေကိုပြန်လည်ကုစားဖို့အတွက်မြန်မာနိုင်ငံနှံ့မှာပုံစံတူရုပ်ရှင်ရုံပေါင်း100ကိုလာမယ့်2နှစ်အတွင်းတည်ဆောက်သွားမယ်လို့ Mix ကုမ္ပဏီဥက္ကဋ္ဌဦးလွေမိုးကပြောပါတယ်။ဒါကိုနုပညာရှင်ချို့ရဲ့ share တွေပါဝင်ကမ္ဘောဇကုမ္ပဏီရဲ့ပံ့ပိုးမှုနဲ့တည်ဆောက်သွားမှာဖြစ်တယ်လို့သိရပါတယ်။